ထိုင်ကြည့်ပဲအေးရှိဆွေးဆက်ထုတ်ပြန်မယ်ဒီလေးတော့တရှင်နာကြီးအိုက်တင်မျိုးနဲ့ဒီမောင်ရင်ချိုးတော့ချိန်ချိန်တိုင်းနေတာပေါ့ဒါကိုကလေးပြီးဝေးပြေးထွက်လို့သွားပြီနာကတွေ့ပြန်ဆုံးတယ်အခုမြကြတဲ့စိတ်တွေလို့တမ်းမှန်ဟိုအတိတ်ကဇလန်လေး